ထိုင်းမှာကျွန်တော်တို့ရှာနိုင်တဲ့လစာပမာဏဒီကျွန်တော်တို့အကန့်အသတ်တစ်ခုဆိုတာရှိရပါတော့ဒါလေးကိုမသိရတဲ့သူတွေအတွက်ကျွန်တော်ပြပြပြဖြစ်ပါတယ်အဲ့တော့ဒီမှာလည်းလုပ်မယ်ဆိုလို့ရှိရင်အနည်းဆုံးပေါ့နော်12000ကနေအခြေခံလစာစဒါပေမဲ့12000တက်နေပြီးတော့ရရလွေလည်းရှိရပါတော့9000လောက်ကနေပဲပတ်9000လောက်ကနေစဒါပေမဲ့9000လောက်ကိုတော့ကျွန်တော်မပြောသေးဘူးပေါ့နော်12000လောက်ကနေစတူပဲကျွန်တော်အဓိကပြောရမယ်ပေါ့နော်အဲ့တော့12000လောက်ကနေစရဲပဲဒါကတော့ blue collar job ပေါ့နော် white collar job ဆိုလို့ရှိရင်သူ့အနေနဲ့သူ level မျိုးရှိရပေါ့နော်တချို့ဆိုလို့ရှိရင်2000ခွဲရတယ်တချို့ဆိုလို့ရှိရင်3000ခွဲ4000ခွဲ5000အမျိုးမျိုးရှိရပေါ့နော်အဲ့လောက်ရကြတူလည်းရှိရတယ်ဒါပေမဲ့ကျွန်တော်တို့က minimum ဆို limitation ဆိုတာရှိရပေါ့နော်သူအဲ့ခါမှာကျွန်တော်တို့ကတွေးမိရပေါ့နော်တစ်ခါကြီးကြာရင်ဒီအားနေပြီးတော့ပို့ပြီးတော့ရကျင်တယ်ဆိုလို့ရှိရင်ဘာလို့လို့ရလဲဆိုလို့ရှိရင်စီးပွားရေးလို့ရတယ်ပြီးတော့နောက်တစ်ခုကကြာတော့တချို့ဆိုလို့ရှိရင်တခြားနိုင်ငံပြောင်းတာပေါ့နော်ပိုကောင်းတဲ့နိုင်ငံတွေပြောင်းတာမျိုးတို့ရပါတော့ဘာဖြစ်လို့လဲဆိုတော့ဒီမှာကအများကြီးမရဘူးပေါ့နော်ထားပါတော့ပုံမှန်လစာ1000ခွဲရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စားမှာတောင်းမှာနေရာနဲ့ဆိုလို့ရှိရင်6000လောက်ကုန်နေပဲထောင်း6000ကုန်နေဆိုလို့ရှိရင်ကိုကဘယ်လောက်ကျန်မှာ1000ခွဲရတယ်ဆိုလို့ရှိရင်6000ကျန်6000တုံးနေဆိုလို့ရှိရင်9000လောက်ပဲရှိတော့မှာလေ9000ကမြန်မာငွေ10သိန်း12သိန်းလောက်ပဲရှိရလေဒါပုံနေ10သိန်း12သိန်းဆိုတာခုခေတ်မှာဘာမှမဟုတ်တော့ဒါပုံနေပြောရင်ကိုမြန်မာနိုင်ငံမှာတော့မှ10သိန်း12သိန်းကရှာလို့ရတယ် easy ရှာလို့ရတယ်ပေါ့နော်အဲ့တော့ကိုကဒီဟာကိုကျွန်တော်တွေးမိရတာတခုပေါ့နော်ဒီဟာကိုပို့ပြီးရချင်တယ်ဆိုလို့ရှိရင်ကိုယ့်ကိုနောက်ကွယ်မှာ business တစ်ခုလုပ်ရင်လုပ်လို့ရတယ်ဒါမှမဟုတ်ကိုပိုကောင်းတဲ့နိုင်ငံတွေပေါ့နော်ပိုကောင်းတဲ့နိုင်ငံတွေကိုပို့ပြီးတော့try လို့ရပါတော့ချို့ဆိုလို့ရှိရင်ဂျပန် try နေရမျိုးရှိတယ်ချို့ဆိုလို့ရှိရင်အဲ့လိုမျိုးစင်ကာပူ try နေရရှိတယ်ချို့ဆိုလို့ရှိရင်ဒီအနောက်နိုင်ငံတွေပဲပေါ့နော်အဲ့လိုမျိုး try နေရရှိတယ်ဒါတယောက်တော့မတူဘူးပေါ့နော်ဒါလေးကိုတော့ကျွန်တော်ကဒီဘက်ကိုလာမယ်ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ salary က limitation ဘယ်လောက်ကနေဘယ်လောက်ကြားရနေတယ်ဆိုတဲ့အရာလေးကိုဒီပြန်များအနေနဲ့မနော်သိကြတော့မဟုတ်ဘူးဒါပေမဲ့ပြန်များအနေနဲ့သိအောင်လို့တော့ပြပြပေးရဖြစ်ပါတယ်ဒါလေးကိုသိမယ်ဆိုလို့ရှိရင်ကိုကဒီမှာဘယ်လောက် income ရပြီးတော့ငါဘယ်လောက်စုနိုင်မလဲဒီပြီးတော့ကိုယ့်ရဲ့ expand တွေကဘယ်လောက်ရှိတယ်ဆိုတာကိုကသိတော့မယ်ပေါ့နော်အဲအကြောင်းမို့လို့ပါဒါပေမဲ့ဒီမှာကောင်းတာတစ်ခုကဘာလဲဆိုတော့ပတ်စံအရင်ကိုရဖို့တော့မျှော်လင့်လို့မရဘူးဒီနိုင်ငံမှာလေမျှော်လင့်လို့မရဘူးဘာလဲဆိုတော့ကောင်းတဲ့အရာတစ်ခုကကျတော့relax ဖြစ်တယ်ကျွန်တော်တို့ကနေရထိုင်ရတာကလုံးဝအခန်းဆိုလို့ရှိရင်လည်းကိုကအရင်ချင်းချက်မဟုတ်ပဲနဲ့နည်းနည်းလေးတနက်ပြပြနဲ့ကြေဝန်းကိုကအရန်ချိန်မို့တော့မကြေဝန်းနေလို့ရတယ်ဒါလေးတော့ကောင်းတဲ့ချက်လေးပေါ့နော်ဒါပေမဲ့ပတ်စံငွေပတ်သက်မယ်ဆိုလို့ရှိရင်ကျွန်တော်အများကြီးတော့မှန်းလို့မရဘူးเนาะကျွန်တော်ဒီတန်ကမှာအများနဲ့နေပဲဆိုလို့ရှိရင်တော့ကိုကဒီတိုင်းပုံမှန်လုပ်လေးပဲလုပ်နေမယ်ဆိုလို့ရှိရင်တော့ချမ်းသာမှာမဟုတ်လို့တော့မခံနိုင်ဘူးเนาะဒါလေးတော့ကျွန်တော်ပြောပြပြဖြစ်ပါတယ်နောက်ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတွေ့ကြမယ်เนาะကြည့်လို့ကြိုးရှိရဆိုလို့ရှိရင်လည်း video post လေးလုပ်ပေးတော့ပါเนาะ